ကိုဘဝရဲ့အနှစ်သာရကိုလောကမှာဘာရှိလို့ရှိမှန်းမသိတော့အာယုံကိုအာယုံမှန်းလဲအမှန်ကန်မသိတဲ့အတွက်နေ့စဉ်နဲ့မြဒီဒုက္ခတွေထဲမှာအာယုံတွေနောက်လိုက်ရင်နဲ့နစ်မွန်းသွားကြတဲ့လူတွေမရှိဘူးလားအေးဒါကိုစံနမူနာထိုးဖို့ရဘုရားကသူ့တာယဟန်လေးကိုတရားဟောတယ်ချစ်သားနာထောင်တဲ့အတိတ်တုန်းကကွာတဲ့အခုလို့ငါဘုရားသာသနာမရှိသေးတဲ့အဆုံးမမရှိတဲ့ကာလမှာတောင်မှပညာရှိတဲ့ပုဂ္ဂိုလ်တွေဟာကာမဂုဏ်အာယုန်တွေကိုကျိန်စာဆိုပြီးစွန့်ပစ်ကြတဲ့ပုဂ္ဂိုလ်ကာမဂုဏ်နဲ့ကျိန်စာတိုက်ကြတယ်ကွအဲ့တော့မင်းကဒီကာမဂုဏ်ကြောင့်လူထွက်ခြင်းနဲ့သာသနာဘောင်ကလျှော့ကြပြီးတော့ငါဘုရားအဆုံးအမကထွက်ခါခြင်းနဲ့ဆိုတာမင်းအမှန်ဖြစ်မဖြစ်จิตသားစဉ်းစားပါဆိုပြီးတော့ဘုရားကတရားဟောတယ်အဲ့တော့တခုသောဘဝတုန်းကကွာတဲ့ငါဘုရားအလောင်းတော်ဟာပုံနာတကြွယ်မျိုးမှာဖြစ်ဘာတကြွယ်အဲ့တော့တကြွယ်လင်မယားကပထမဘုရားအလောင်းတော်ကိုဖွာလိုက်တယ်နာမည်ကကိစ္စနဘာလဲအဲ့ဒီကိစ္စနာကနေနောက်ထပ်သားတစ်ယောက်ထပ်ဖွာပြန်တော့ဥပကိစ္စနာဒုတိယသားကဥပကိစ္စနာပထမဘုရားအလောင်းကနောက်သူ့ငယ်တဲ့လူပေါ်လာတော့သူ့ကိုစောစောတော့ကိစ္စနာအငယ်တစ်ယောက်ထပ်ပေါ်လာတော့သူကမဟာကိစ္စနာဘာလဲအဲ့ဒီကနေနောက်ထပ်ညီတွေမွေးလိုက်တာဘုရားအလောင်းအောက်မှာဥပကိစ္စနာအောက်နောက်ထပ်9ယောက်ထပ်မွေးအဲ့တော့ညီကိုဘယ်နှယောက်ဖြစ်လဲ9ယောက်အဲ့တော့9ယောက်ထဲမှာသူကအကြီးဆုံးဆိုတော့သူ့ကိုမဟာကိစ္စနပေါ့ရှင်းတယ်နော်အဲ့ဒါလေးပြီးသွားတော့ညီကို6ယောက်ရဲ့နောက်မှာညီမငယ်လေးကိစ္စနနန္ဒီဆိုပြီးတော့ညီမလေးတစ်ယောက်အလုံးမောင်နှမ8ယောက်အဲ့ဒီမှာမိဘတွေကမဟာကိစ္စနာကနေစပြီးတော့ကဲမဲလဲအချိန်တန်ပြီးအရွယ်ရောက်ပြီးတက္ကသိုလ်ပညာတွေလည်းတတ်ပြီးပြီအထာရသာ18ရက်လည်းသင်ပြီးပြီအဲ့တော့မင်းအိမ်တော်ရသားချပေးမယ်ဆိုပြီးတော့အမျိုးတော်တဲ့ထဲကပေါ့လေမျိုးတူတဲ့ကနေပြီးတော့စီရင်ဥစ္စာတူအမျိုးအနွယ်တူအမျိုးသမီးတယောက်ရှာပြီးတော့မင်းလက်ထပ်ပေါင်းသင်ပါဆိုပြီးတော့မိဘတွေကစီစဉ်တော့မဟာကိစ္စနာဘာပြောလဲဆိုတော့မိခင်ဖခင်တို့တဲ့ကျေးဇူးတင်ပါတယ်အဲ့ဒါလို့အိမ်တောင်ရသားပြုတ်ပြီးတော့ကာမဂုဏ်ခံစားဖို့အိမ်မက်ထဲတောင်မမက်ဘူးတဲ့ဘာလဲစိတ်ကူးလည်းမရင်ဘူးအိမ်မက်လည်းမမက်ဘူးတဲ့အဲ့ဒီ၅ပါးအာယုံကာမဂုဏ်အလုတ်ကိုကျင်ကြီးတွင်းပေါ်မှာကျင်ကြီးတွင်းထဲမှာထိုင်နေရသလောက်ဆက်ဆုပ်တယ်ရှင်းတယ်နော်ဘယ်ပေါ်ထိုင်နေရလဲအဲ့ဒီကာမဂုဏ်ထဲမှာနေရတာကျင်ကြီးတွင်းထဲရောက်နေသလိုပဲဘယ်ထဲရောက်နေလဲအဲ့တော့သူပြောတဲ့စကားအဓိပ္ပာယ်ရှိမရှိခုခင်ဗျားတို့ခန္ဓာကိုယ်ကြီးဟာစဉ်းစားကြည့်စမ်းတုပခန္ဓာလားအတုပခန္ဓာခန္ဓာတွေကထွက်တာတင့်တယ်တာပါရှိပါဘူးဗျာတခါဒီဝမ်းပိုက်ကြီးလည်းပြန်ကြည့်စမ်းသမုဒ္ဒရာဝမ်းတထာအဲ့တထွာလုံးထဲမှာကုရီတက်တဲ့ခါကြည့်လေထွက်လာတဲ့ကျင်ကြီးတွေမွေးကြံကြံလားနန်းနန်းဆိုတော့ဒါပေမဲ့ခင်ဗျားတို့ခန္ဓာကိုယ်ကြီးကဘာကိုဆောင်ထားလဲကျင်ကြီးတွေဆောင်ထားရှင်းလားအဲ့ဒီကျင်ကြီးကဘယ်ထဲထွက်လဲဒီခန္ဓာတွေကထွက်တယ်ရှင်းသလားဒါဖြင့်ကျင်ကြီးဘုံထဲမှာနေတာမဟုတ်ဘူးလားကျင်ကြီးဘုံပေါ်မှာပျော်နေတာမဟုတ်ဘူးလားဘုရားလောင်ပြောတဲ့စကားတိုင်းကအဓိပ္ပာယ်ရှိမိခင်ဖခင်တို့တဲ့၅ပါးအာယုံကာမဂုဏ်ဆိုတာကျင်ကြီးတွင်းထဲမှာနေရတာနဲ့အတူတူပဲတဲ့ကျင်ကြီးဘုံမှာပျော်တဲ့အလုပ်ကိုမလုပ်ပြရစေနဲ့မြင်လိုက်အိမ်မက်တောင်မက်ဘူးတဲ့ဘယ်လောက်ရှင်းတယ်လဲဆိုရင်
အဲ့ဒါနဲ့မိခင်ဖခင်တွေကနောက်ကညီ6ယောက်တခါပြောပြန်တယ်အစဉ်အဆက်အိမ်အောင်ချပေးဖို့ဆိုညီတွေကလည်းဒုတိယညီကရှင်မဟာကတ္တပအလောင်းတတိယညီကရှင်သာရိပုတ္တရာအလောင်းနောက်ရှင်မဟာမောဂလန်အလောင်းတကယ်ပါရမီရှင်နေကြီးဖြစ်နေတော့အကိုကြီးကအိမ်တော်မပြုဘူးဆိုတော့ကြံတဲ့ညီတွေအကုန်လုံးကလည်းအိမ်တော်မပြုဘူးတဲ့ဒါဖြင့်ညီမငယ်လေးလေးရောက်တော့လေသူကလည်းဥပ္ပလွန်ထေရီအလောင်းဟောမဟုတ်ဘူးရှင်းတော့ဒါဖြင့်မောင်နှမ8ယောက်လုံးကဒီက၅ပါးအယုံကာမဂုဏ်လုတ်ကိုလုံးဝစိတ်ဝင်စားအကုန်ပြစ်ပယ်လိုက်တယ်မိဘတွေကလည်းပြောမရတော့ဒီတိုင်းပဲနေမိဘတွေအချိန်တန်တော့အဖေရောအမေရောသေသွားတဲ့အခါအကိုကြီးဆုံးကမေးတယ်ငါညီတို့တဲ့ငါကတော့တော်တယ်သွားပြီးတော့တရားအထုတ်တော့မယ်ကွာအမေတို့မဖေတို့မသေးသေးလို့ငါစောင့်အခုမေလည်းမရှိတော့ဘူးဖေလည်းမရှိတော့ဘူးငါတို့တော်တယ်သွားတော့မယ်အဲ့တော့ငါညီတို့ဒီရှိတဲ့ပစ္စည်းတွေဂရေ80သောပစ္စည်းတွေကိုဝေဖန်ပိုင်းခြားပြီးနေရကြဆိုတော့ဟာအကိုကြီးတဲ့ဒီလိုမလုပ်ပါနဲ့အကိုကြီးကကာမဂုဏ်ကိုယွန်ရှာဆက်ဆုပ်သလိုပဲညီငယ်ညမငယ်တွေကလည်းဆက်ဆုပ်ပါတယ်အဲ့တော့ဒီဟာတွေဘာလုပ်ဖို့တော့တဲ့ကျွန်တော်တို့လည်းအကုန်လုံးတော်တယ်လိုက်ပြီးတော့တရားအထုတ်မယ်ဆိုတော့ဟာမင်းတို့အကုန်သဘောတူလားတူတယ်တပြားမှမယူဘူးလားမယူဘူးမနေခဲ့ဘူးလားမနေခဲ့ဘူးတရားမှမနေဘူးအားလုံးစိတ်တူကိုယ်တူပဲဆိုတော့ကဲကောင်းပြီဒါဖြင့်စားစရာမရှိတဲ့လူစားစရာပေးမယ်ဝတ်စရာမရှိတဲ့လူဝတ်စရာပေးမယ်နေစရာမရှိတဲ့လူဂရေ80သောပစ္စည်းတွေကိုထိုက်တန်စွာအလူပေးဂရေ80ပစ္စည်းကိုစကလုံးအသုံးလုံးနေစဉ်းစားနော်ဘယ်လိုအလူပေးလဲထိုက်တန်စွာထိုက်တန်လှူမယ်ဆိုရင်စားနိုင်တောက်နိုင်တဲ့လူတွေကိုစားစရာပေးရမှာလားစားစရာတောက်စရာမရှိသူကိုစားစရာပေးရမှာအဲ့ဒါမှထိုက်တန်တဲ့အလူတန်ဖိုးရှိတဲ့ရှင်းသလားဝတ်စရာမရှိသူကိုနေစရာမရှိသူကိုဓမ္မစစ်မှန်တဲ့ဒါနဖြစ်ဒီနေ့ယဟန်တန်ဃာတွေကိုဘာလို့ဆွန်းလူရတယ်လဲဆိုတော့ယဟန်တန်ဃာများရဲ့စီမင်းစီကံဥပရိဝိနိတော်အယယဟန်များမှာနေလွဲညစာမထားရအလူခံပြီးတဲ့ဟာနေမဝင်ခင်ကုံအောင်စားပြီးရင်ကျန်တာကိုယ်နဲ့မဆိုင်စွန့်ပလိုက်အဲ့တော့သူ့မှာရိတ်ခဗန္တာထားသလားမထားတော့ဒီနေ့ဆွန်းလောင်းအသင်းကြီးတွေစီစဉ်ပြီးဆွန်းလောင်းရတယ်ဆိုတာဒါပဲရှင်းသလားသင်္ကန်းကလည်းအပိုးဆောင်ထားစရာမလိုဘူးကိုဒိဋ္ဌံတင်ထားတဲ့သင်္ကန်းဝတ်ကျန်တာကိုမျှတပြီးမရှိတဲ့ပုဂ္ဂိုလ်လူဒန်းဆိုတော့သူတို့မှာကိုယ်ပိုင်ပစ္စည်းထားခွင့်မရှိဘူးရှင်းသလားအမြဲတမ်းစားစရာလိုအပ်နေတယ်အမြဲတမ်းဝတ်စရာလိုအပ်နေတယ်ဒီပုံစံဖြစ်နေရယဟန်မှာကိုယ်ပိုင်ဥစ္စာရှင်းသလားကိုယ်ပိုင်ဥစ္စာထားရင်လေယဟန်မဟုတ်ဘူးကျင့်တတ်လားသဘောပေါက်လားလူခံတိုက်တဲ့ပုဂ္ဂိုလ်ဆိုတာအလူခံထိုက်တဲ့အကျင့်တရားရှိမှအလူခံပုဂ္ဂိုလ်ဖြစ်တယ်ကျင့်တတ်တယ်နော်ကောင်းပြီရှိသေးတော့အဲ့ဒါနဲ့သူတို့ထိုက်တန်တဲ့အလူကြီးပေးပြီးတော့မောင်နှမ9ယောက်နဲ့အတူကျွန်ယောက်ျား1ယောက်ကျွန်မိန်းမ1ယောက်တငယ်ချင်း1ယောက်အလုံးမနေရောမောင်နှမက10ယောက်ကျွန်ယောက်ျားကျွန်မိန်းမပေါင်းတော့တငယ်ချင်း1ယောက်ပေါင်းတော့17ယောက်သောပုဂ္ဂိုလ်တွေတောထွက်သွားကြတောထွက်သွားပြီးတောထဲမှာသစ်ခက်တဲလေးတွေစောက်ပြီးနေကြတယ်တစ်သေးသေးဥတွေခူးစားကြတယ်တောထဲရောက်တော့မှဘယ်လိုဖြစ်နေကြလဲဆိုတော့ယသိဝတ်တွေဝတ်ထားပြီးတော့ဟာဟိုပင်လေးတွေ့ပြန်ပြီဟာဒီပင်ကဘာပင်ခေါ်တယ်ဒီသီးကဘယ်လိုစားရတယ်ဒီရွက်ကဘယ်လိုဟာလာကြည့်ကြအောင်ဒီဘက်ကဘာအပင်10ယောက်17ယောက်ထဲနဲ့စူးညံတောထဲမှာငါးပါးအယုကာမဂုဏ်တွေအကုန်စွန့်သွားပြီးတော့မှတောထဲရောက်တော့မှသစ်ပင်ပန်းမှန်သစ်သီးသစ်ဥတွေနဲ့ကြီးပြီးဒီ17ယောက်ဘာဖြစ်နေရောပြောနေတာနော်ဘာလို့နေကြလဲ
ပြောနေတာတယောက်နဲ့တယောက်ဒီအပင်လေးအကြောင်းပြောပြလိုက်ဒီသစ်သီးလေးအကြောင်းပြောပြလိုက်သစ်ဥလေးအကြောင်းပြောပြလိုက်အိုးဆူညံနေတာပဲကလတိုက်ကြားဝင်သလိုရှင်းတယ်နော်ဒါရှိတော့ကသကောပုံတိုင်းပြောတာပါခုတော့ဘယ်အတိုက်ဝင်ဆူညံနေတာပါပဲနော်ကလတိုက်လဲဆူတာပဲဗမာတိုက်ကောတရုတ်တိုက်မဆူတဲ့အတိုက်မရှိဘူးအဲ့တော့အကိုအကြီးဆုံးဖြစ်တဲ့ဘုရားအလောင်းမဟာကိစ္စနသတို့သားကယသိကြီးကပေါ့လေအခုတော့သတို့သားကဘာဖြစ်သွားယသိကြီးဖြစ်သွားတော့ယသိကြီးကစဉ်းစားတယ်ငါတို့ဟာမဟုတ်သေးဘူးတဲ့ငါတို့အာယုံကာမဂုဏ်တွေကိုဆက်စုပ်ယွန်ရှာပြီးတော့ရှိသမျှစည်းစိမ်တွေအကုန်စွန့်တောထွက်လာပြီးတော့မှဒီထဲမှာသစ်သီးနဲ့ပြောပန်းနဲ့ပြောအမြင့်နဲ့ပြောဥနဲ့ပြောရှင်းတယ်နော်ဒါဆိုရင်ငါတို့ဟာနေရာမကျဘူးတဲ့ပြန်စီစစ်အောင်ပါပဲဆိုပြီးတော့အစည်းအဝေးခေါ်လိုက်17ယောက်လုံးသူပါဝင်နောက်က10ယောက်အားလုံးအစည်းအဝေးလာပါဆိုပြီးတော့စည်းဝေးတော့အကိုကြီးဗာမိတ်ရှိမလို့လဲညီတွေကရှမ်းမဟုတ်ဘူးကွာမင်းတို့ငါတို့စဉ်းစားကြအောင်ဘာစဉ်းစားရမလဲဆိုတော့ငါတို့ဂရေ80သောစီးစိမ်ဥစ္စာတွေစွန့်လွတ်ပြီးတော့၅ပါးအာယုံကာမဂုဏ်တွေမနစ်မြို့ပါဘူးဆိုပြီးအခုငါတို့17ယောက်တောထဲလာပြီးတော့တရားအားထုတ်မယ်လို့လာကြပြီးမှခုမင်းတို့ငါတို့ဖြစ်စဉ်ကိုကြည်စမ်းပန်းလေးတွေးလိုက်တယောက်နဲ့တယောက်ပြောလိုက်တတိလေးတွေးလိုက်ပြောလိုက်ဆိုးညံနေတာပဲတဲ့ငါတို့မှတရားအားထုတ်ချိန်လည်းမရဘူးတတိရှာနေတာနဲ့စားတာတောက်တာနဲ့အချိန်ကုန်နေတယ်ဒါဆိုရင်အဓိပ္ပာယ်ရှိပါမလားငါညီတို့ဒီလိုပြောလိုက်အဓိပ္ပာယ်ရှိမလားဘုရားလောင်းကသူအဆုံးဖြတ်တစ်ခုတည်းမပေးဘူးအားလုံးကိုသဘောတူညီချက်ယူလိုက်မှန်တယ်ကိုကြီးတဲ့ကျွန်တော်တို့လည်းဒါစဉ်းစားနေတာပဲโอเคဒါဆိုရင်မင်းတို့ကညီတွေဖြစ်တဲ့အတွက်ညီနဲ့ညမနဲ့ကြံတဲ့လူတွေအားလုံးမင်းတို့10ယောက်ကကိုယ်နေရာလေးနဲ့ကိုဘသူကိုမှတွေ့ဆုံစကားမပြောပဲတယောက်ထီးထီးစီနေပြီးတော့တရားအထုတ်ကြငါကအကိုအကြီးဆုံးဖြစ်တဲ့အတွက်ငါကပဲသစ်သီးရှာထွက်ရလာတဲ့သစ်သီးကိုခေါ်ပြီးငါတို့အလေကောင်ကဇရက်ကလေးမှာ17ပုံပုံထားမယ်ဝေခွဲပြီးရင်ကြောက်စီကြောင်မောင်းတီးလိုက်မယ်ကိုယ်အစုကိုလာယူကိုယ်နေရာလေးကိုသီးတန့်စားရတောက်တာလဲစုံမစားနဲ့ဒီလိုအမိန့်ထုတ်လိုက်တော့ဒုတိယညီငယ်ဖြစ်တဲ့ဥပကိစ္စနာသူကရှင်သာရိပုတ္တရာအလောင်းအကိုကြီးတဲ့ဒီလိုတော့မသိတော့ဘူးအကိုကြီးဟာအကြီးဆုံးဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့အဖအရာလဲဟုတ်အခုတော်ထဲမှာတရားအားထုတ်ဖို့လာကြတော့တရားနိလန်းပြပေးမဲ့ဆရာဆိုလဲဟုတ်တယ်ရှင်းတော့ဒါလည်းအရေးကြီးသေးတယ်မိဘညီကိုမောင်နှမဒါကတပိုင်းဆရာတပည့်ကတပိုင်းကိုတရားပြတဲ့လူဟာပါလေဆရာအကိုကြီးဟာဆရာပဲတဲ့အဲ့တော့ဆရာကရှာကျွေးတာကိုမစားမရစေနဲ့ဒီလိုလုပ်ပါတဲ့အာလုံးမြတ်တတ်သွားအောင်တယောက်တည်းဒိုင်းကန်ရှာနေရင်လည်းအဲ့ဒီရှာတဲ့လူတရားကျင့်တာပြက်လိုက်အဲ့တော့အကိုကြီးဒါလေးကိုနားထောင်ပေးပါဦးကဲပြောမင်းအစီအစဉ်ပါလေဒီထဲမှာမိန်းကလေး2ယောက်ပါနေတယောက်ကညီမအငယ်ဆုံးဥပ္ပလုံအလောင်းနောက်တယောက်ကသူ့ကိုအလုတ်ကျွေးဖြစ်လိုက်လာတဲ့သူကလည်းပေါ်မဟုတ်ဘူးဒုဖျားသာသနာတော်မှာလူအဖြစ်နဲ့ပညာအရာမှာထူးချွန်တဲ့ခုတ်စုပ်တရာအလောင်းဟုတ်ပြီနော်အဲ့တော့မျိုးသမီး2ယောက်ကိုရှာခိုင်းလို့လည်းအစင်မပြေတဲ့အတွက်မျိုးသမီး2ယောက်နဲ့အကိုကြီးနဲ့အလွတ်3ယောက်ဖယ်လိုက်ဘယ်နှယောက်ကျန်တော့ကျန်တဲ့8ယောက်ကတရက်စီအလဲကြရှာပါမယ်ရှာပြီးရင်ဒီအလဲကောင်မှာဝေစုထားကြောင်ပေါင်းထိုးပြီးတော့ပြုစုကြရင်မကောင်းဘူးလားတရားအထုတ်ကြရင်မကောင်းဘူးလားအေးကောင်းပြီကြီးကျယ်တဲ့ပြဿနာမရှိပဲအရေးကြီးတဲ့ကိစ္စမရှိပဲငါတို့မတွေးဆုံကြစို့နဲ့တော့တယောက်တနေရာစီဘာလို့ကြမလဲတရားအထုတ်မယ်တယောက်တနေရာစီဘာလို့မလဲတရားအထုတ်မယ်ကျင့်ကြံအထုတ်ကြမယ်ငါကြီးတို့အလုံးသဘောတူလားတူပါတယ်ကဲကောင်းပြီအလုံးဆုံဖို့အကြောင်းပေါ်လာရင်အရေးကြီးရင်ဒီကြောင်ပေါင်းကိုထိုးလိုက်ဘယ်ပုံထိုးပေါ့အစားတောက်တဲ့ဝင်ကြရင်ဘယ်လိုပုံထိုးသူတို့တိုင်ပင်လေးတွေထားပြီးတော့အထုတ်နေကြ
အဲ့ဒါလိုအားထုတ်ရင်းနဲ့ပထမသတိရှာရတာခက်ပါတယ်နောက်ပိုင်းကျတော့17ယောက်စာဟာအဆင်ပြေသွားတာကသူတို့ကြာကန်ကြီးတကန်သွားတွေ့ပြီးတော့အဲ့ဒီကြာကန်တွေကကြာရိုးကြာဆွယ်တွေပဲစားပြီးနေလိုက်ကြတော့တရားထုတ်တဲ့နေရာမှာလဲဘာကြီးရကိစ္စရှင်းပြီးတယောက်နဲ့တယောက်လည်းမတွေ့တနေကုန်တနေကန်းအားထုတ်ကြတော့အားလုံးဇံအပိန်ရင်တွေရပြီးတော့သူတို့တမာတိတကိုးတွေတက်အားလုံးဇံနဲ့ပြောနေဘာနဲ့ပြောဇံဆိုတာမိမိတို့ရှုမှတ်နေတဲ့အာယုမိမိတို့လုပ်နေတဲ့အလုပ်နဲ့ပြောနေတာကိုဇံနဲ့ပြောတယ်လို့ခေါ်တယ်ရှင်းလားကျောင်းသားလေးတွေစာကျက်နေစာကျက်တဲ့ထဲမှာစိတ်ပါလက်ပါနဲ့စာကျက်တဲ့ထဲမှာပြောနေတယ်ဒါလည်းစာကျက်ရင်းဇံရနေဇံနဲ့ပြောရှင်းလားတချို့ပြောတာတွေလည်းရှိသေးတယ်ရှဲသမားများလည်းချက်တွက်ရင်းနဲ့နောက်ကခေါ်လို့လဲအကျန်းအော်လို့လဲထိတ်စီးရပိုင်ပြီနောက်ပိတ်အပိုင်ဟောဒီလုံး CD ဆွဲမယ်ဆိုတော့လေကျန်းနေတာရှဲစာရွက်နဲ့မျက်နှာနဲ့ကိုမခွာဘူးအဲ့တော့ခုနရသေးတွေဇန်နဲ့ပြောတာကတော့ဇန်နဲ့ပြောတာဘယ်အာယုံပြုတော့ဆိုတော့မြမပြီအာယုံပြုကလေးတွေစာကျက်နေတာကြတော့လေကောင်းမှုကုသိုလ်ဖြစ်တဲ့အတွက်သူတို့လည်းဒါလူချမ်းသာနတ်ချမ်းသာအာယုံပြုတယ်ခြေသမားများဇံကတော့ရှင်းသလားတပည့်တော်တို့လည်းဇံရတယ်လို့တော့မလုပ်နဲ့အဲ့ဒီကသူကလောဘဇံဒေါသဇံမောဟဇံအပြည့်လောဘဇံကအပိုင်းဒီခါအော်ဆောင်တော့အောင်တွေ့ပလိုက်မယ်လောဘဇံဒေါသဇံခွိုက်တလုံးလုံးနေတာဒါရိုက်ပြီဘာဇံတော့ဝေခွဲမရဘူးဖြစ်နေတယ်ဘယ်ဟာဩဝမမသိဘူးခဏနေရများဘာဖြစ်တော့မောဟဇံသူကသိကြတဲ့ဇောက်ထိုးကြီးကုသိုလ်တစ်စက်မှမပါဘူးရှင်းလားအဲ့တော့ဇံချင်းတူသလားဟိုကဘယ်အာယုံပြုတဲ့ဇံလို့ဗြဟ္မပြည်ကိုအာယုံပြုတဲ့ဇံနဲ့အားလုံးငြိမ့်အေးချမ်းသာနေတယ်သူတို့မှာဘာစည်းစိမ်ရှိတော့ဘာရှိဇံစည်းစိမ်ပဲရှိရှင်းသလားကြာရိုးကြာဆိုရလဲတနေ့သာရှာတနေ့သာစားတယောက်စားလောက်ယုံကလေးရှာပြီးတော့17ယောက်အတူတူစားပြီးပြီးသွားပြီနောက်ထပ်နေလဲညစွာလည်းထားခြင်းရှိဒါဖြင့်သူတို့ဘဝပူလောင်မလားအေးချမ်းမလားဆင်းရဲမလားချမ်းသာမလားခုငါတို့မြို့ထဲရွာထဲမှာတိုက်တာအိုးအိမ်နဲ့နေတကားတွေ2ထပ်3ထပ်ထပ်တော်တွေခတ်ညီကုံမောင်နှမတွေတပြုံကြီးနဲ့ချမ်းသာကြလားဆင်းရဲကြလားရှင်းလိုက်အဲ့ဒီမှာသူတို့ကျင့်တာတွေအမတန်စင်ကြယ်တော့တရားမင်းမနေနိုင်ဘူးကြောက်ဖြာတင်းလာဘာဖြစ်လာလဲတရားမင်းကြောက်ဖြာပူပြီးတော့တင်းလာဘာလို့တင်းလာသလဲဆိုတော့သူ့နေရာလူတော့ဘာဖြစ်လဲဒီပုဂ္ဂိုလ်တွေကအကျင့်ထက်မြက်နေတော့တရားစည်းစိမ်ကိုယူမယ်ဆိုရင်ယူနိုင်တဲ့အစွမ်းရှိနေပြီသူတို့လုံနေတဲ့လမ်းကြောင်းတွေကအမတန်တဲ့မှန်မှန်ကန်နေတော့တရားအိတ်တာမစ္စည်းများတော့ဗျာနော်သူယာဓုလူမှာဆိုရှင်းသလားအဲ့ဒါနဲ့ဟာဘာဖြစ်သလဲငါကြောက်ပြတင်းလာတယ်ဆိုတော့တကယ်တော့နာတင်းလာတာပဲနော်တို့လည်းအရက်ခေါ်ပဲနားလဲတယ်ကြောက်ပြတင်းတာတွေပါလေကိုမမြင်ဘူးမသိဘူးအဲ့တော့နာတင်းလာနော်အဲ့ဒါဘယ်ကောင်နေလဲကွာငါပလင်လူမှာဆိုကြည့်တာဟာ17ယောက်နော်အဲ့ဒါမဖြစ်ဘူးဒီကောင်တွေသွားစောင်းမှဖြစ်မယ်နည်းနည်းတော့ပြက်အောင်သွားဖြစ်အောင်မယ်ဆိုတရားဆင်းလာပြီအဲ့ဒီကောင်လည်းငြိမ်ငြိမ်မနေနိုင်ဘူးတရားဆိုတဲ့ကောင်နော်အဲ့ဒါဆင်းလာပြီးတော့ရှင်းနေကြည့်လိုက်တယ်ဘယ်လိုလုပ်ရင်ကောင်းမလဲတယောက်ချင်းစီနေတာသွားနှောက်ရှက်လို့လည်းမဖြစ်ဘူးဟိုကတမာရီကသူ့ထက်အများကြီးမြင့်နေအဲ့တော့သွား6လို့လည်းကြောက်မှာမဟုတ်ဘူးအဲ့တော့ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုအဖြေသွားရှာတော့သူတို့ကြာဆွယ်လေးတွေကို17ပုံပုံထားတယ်အစားစားချိန်ကြတော့မှကြောင်မောင်းလာတီးပြီးယူကြတယ်ဆိုတာသိတော့ဒီနာအကွက်ပဲဆိုပြီးတော့သူကအကိုအကြီးဆုံးရဲ့ကြာဝေစုကိုဖွက်ထား
ဘာလုပ်တယ်ဘုရားအလောင်းမဟာကိစ္စနရဲ့ကြာဝေစုကိုအဲ့တော့အကုန်လုံးကြောင်းပေါင်းပြီးတော့သူကလည်းသူလာယူအကိုကြီးဆုံးကနောက်ဆုံးမှလာယူအဲ့တော့သူ့နေရာလေးကြည့်လိုက်တော့ကြာဆွဲတွေကမရှိတော့ဩငန်းကြီးတွေဒီနေ့ဝေစုနဲပုံရတယ်မရကြဘူးထင်နေပြန်သွားဘာပြောဒီနေ့နောက်တစ်နေ့လာပြန်ပြီမောင်းဖောက်ပြန်ပြီအကိုကြီးဆုံးဝေစုကမရှိတော့လာကြည့်ပြန်ဩဒီနေ့လဲမိတ်သွားကြတယ်ထင်ပါရဲ့ပြန်လာဘာမျိုးနောက်တစ်နေ့တတိယနေ့ဘာလို့ပြန်လဲဖွဲ့ထားပြန်ဆိုတော့အကိုကြီးဆုံးလာတော့ဒီကြာဆွဲတွေအဲ့တော့စဉ်းစားပြီအကုန်လုံးပဲမစားကြတာလားအစားအသောက်အတွက်ရှာရဖွေရငတ်ညီတွေခက်နေသလားမသိဘူးအကိုကြီးဆုံးကဟုတ်ပြီနော်အဲ့တော့3ရက်တိုင်ပြီဆိုရင်ဒီကလေးတွေဒုက္ခရောက်တော့မှာပဲအဲ့တော့ပြဿနာအရင်အမြင့်သိရအောင်ငါဖော်ထုတ်အောင်မှဖြစ်မယ်ဆိုပြီးကြောင်မောင်းထိုးလိုက်ကြောက်စီကြောင်မောင်းထိုးလိုက်တော့17ယောက်အကုန်လုံးလာစုညီတွေနဲ့အကုန်လုံးညီမငယ်တွေပါအကုန်ရောက်လာကြောင်မောင်းထိုးတာဘာလို့လဲကိုကြီးဆိုတော့အေးငါပဲထိုးတာပဲဟာဘာပြဿနာရှိသလဲကိုကြီးနေမကောင်းဘူးလားဘာညာပေါ့အကုန်ပြောမဟုတ်ဘူးမင်းတို့တွေ3ရက်ရှိပြီအစာစားရသလားအစားရတဲ့ကိုကြီးနေ့တိုင်းပုံမှန်မဲ့ကြာရိုးကြာဆွဲတွေဆင်ပြေနေတာပဲအကိုကြီးတို့လည်းညှိနှိုင်းထားတာပဲဒီကြာဆွဲတွေပဲကျန်တာအထူးမရှာတော့ဘူးဒီကြာရိုးကြာဆွဲပဲစားကြစို့ဆိုတော့နေ့တိုင်းစားတယ်ဒါပြင်လွန်ခဲ့တဲ့3ရက်နေ့ကဘသူအလှဲ့လဲအလှဲ့ကြတဲ့ပုဂ္ဂိုလ်ထားလားကျွန်တော်အလှဲ့ပါဒါပြင်ဝေစုထဲမှာငါဝေစုပါသလားဟာပါတယ်အကိုကြီးဦးပြထားပြီးဆရာကိုအဓိကထားပြီးတော့ကျွန်တော်တို့ဆရာအနေနဲ့ထားတာတဲ့အကိုကြီးလည်းဟုတ်တယ်ဆရာလည်းဟုတ်တယ်ဒါကြောင့်ဝေစုကိုသေချာပုံထားပါတယ်ကောင်းပြီနောက်တစ်နေ့ဘာလို့လဲကျွန်တော်ကပုံသလားပုံနဲ့ကျန်တဲ့လူရောရလားရတယ်ဒါပြင်နောက်တစ်နေ့ဘာလို့လဲနောက်တစ်နေ့ကျွန်တော်ကထားပြီညီကို3အောင်ထားပြုတ်ဟာ3ရက်လုံးရှိတယ်3ရက်လုံးထားတာသိကြတယ်နော်သိကြတယ်ဒါပေမဲ့ငါမစားရတာဘယ်နည်းရှိသွားလဲ3ရက်ရှိသွားပြီတဲ့ဟာအကုန်လုံးကြီးအံ့ဩသွားအဲ့တော့ငါတို့ဒီကြာဆွဲပျောက်တဲ့တရခံရှာကြစို့အကိုကြီးကပြောတော့အားလုံးကလည်းမှန်ပါတယ်တဲ့အားလုံး17ယောက်ရှိတာ17ယောက်ထဲကဘယ်သူခိုးစားသလဲရှင်းတယ်နော်တခိုးကဘယ်သူလို့တကြခိုးနော်တရားတခိုးရှင်းလားအခုသူတော်ကောင်း17ယောက်ပြဿနာတက်နေပြီသူ့ကြောင့်လို့ကိုယ်ကြောင့်လို့ဖြစ်ကုန်ပြီအဲ့တော့တရားဘေးကပြုံးကြီးကြည့်နေမှာပေါ့ဒီချိန်ရသိတွေများထရံဖြစ်ရင်အကွက်ပဲရှင်းသလားအဲ့တော့ရသိတွေကဘာလုပ်နေကြတာလဲတော်ထဲမှာဘာလုပ်နေကြတာလဲတရားအထုတ်နေဒါဖြင့်သူတို့ယင်ထဲမှာဘာကိန်းတယ်လဲတရားကိန်းတော့အပြစ်ကိုသူပဲငါပဲလို့ပုံချမလားကိုတာဝန်ကိုယူမလားသေချာလို့ဒါလေးပြောချင်တာထွန်းလောင်းသင်ကြီးအသင်းနဲ့ပတ်သက်လာရင်အရေးကြီးတယ်အဖွဲအစည်းတဲ့ဖြစ်နေရင်ပြဿနာဆိုတာရှိစမြဲပဲရှင်းသလားအဲ့ဒီပြဿနာဖြစ်လာတဲ့အခါတရားနဲ့လျော်တဲ့စိတ်ရှိသူမှာကြတော့ပြဿနာဖြေရှင်းတဲ့အခါဘယ်လိုဖြေရှင်းတရားနဲ့လျော်အောင်ရှင်းမှာပေါ့မတရားတဲ့စိတ်ရှိတဲ့လူတွေဆိုရင်အဲ့ဒါသူများကိုလက်ညှိုးထိုးတော့မှဟုတ်သားပဲဒါမို့အကိုလက်ကအစားကြီးတယ်ဒီကောင်ပဲနေမှာဟိုညီမ2ယောက်တည်းကကျွန်မတို့ညီကိုမောင်နှမ6ယောက်တစ်ချင်းချင်းမလွဲဘူးဆိုရင်တော့ကျွန်1ယောက်ပါသေးတယ်ကျွန်မ1ယောက်ပါသေးတယ်တကယ်ချင်း1ယောက်ပါသေးတယ်တောင်းယုံထင်ကြောင်ထင်မထင်နိုင်ဘူးလားအဲ့တော့အကိုကြီးမစားရတာအသေးချာပဲလားအသေးချာပဲကွာငါမင်းတို့လိန်ပြောပါမလား3ရက်ရှိပြီဆိုတော့မှပထမအောင်ဆုံးဥပကိစ္စနာထပြောတယ်ကိုကြီးတဲ့ကျန်တာတွေတော့ဘယ်သူဘယ်ဝါဘာဖြစ်တယ်ဆိုတာကျွန်တော်မျိုးမသိပါဘူးသိလည်းမသိချင်ပါဘူးသိလည်းမသိအပ်ပါဘူးကျွန်တော်မျိုးရဲ့တာဝန်ကိုကျွန်တော်မျိုးယူပါမယ်တဲ့အကိုကြီးရဲ့ကြာရိုးကြာဆွဲကိုများတကယ်လို့
ကျွန်တော်ဟာစားယူစားမိတယ်ခွက်ထားမိတယ်ဆိုတဲ့ကံများရှိခဲ့ရင်နောင်ဘဝမှာနောင်ဘဝမဟုတ်ဘူးနောင်ဘဝမဟုတ်ဘူးအကိုကြီးကြာရိုးကြာဆွဲများယူထားမိခဲ့ရင်ယခုဘဝမှာချက်ချင်းအမတန်လှပတဲ့မျိုးသမီးလေးတစ်ယောက်နဲ့အိမ်တော်ကြပြီးတော့သားတွေသမီးတွေအများကြီးရပါရစေဆိုတော့ဘေးကအလိုတဲ့အကိုလဒီလိုမပြောပါနဲ့တဲ့အမတန်ပင်ပန်းသောဆင်းရဲသောချိန်စာကြီးကိုမတိုက်ပါနဲ့ရှင်းလားခင်ဗျားတို့ကျတို့လိုချင်တာသူတို့ချိန်စာဖြစ်နေတယ်ကျင်နာသလားအဲ့ဒါနောက်တစ်ယောက်ကထားတယ်ပြီးတော့ကျွန်တော်သာယူထားခဲ့လို့ရှိရင်ကိုကြီးတဲ့မြို့ထဲရွာထဲမှာတထေးကြီးတကြွယ်ကြီးအဖြစ်နဲ့မိန်းမနဲ့ကလေးနဲ့ဆွေမျိုးအသိုက်ဝိုင်းကြီးစွာနဲ့နေရတဲ့ပုဂ္ဂိုလ်ဖြစ်ပါရစေတဲ့ဒီတန်ရောစဉ်တွေမကုန်တဲ့ဘဲနဲ့သေတဲ့ပုဂ္ဂိုလ်ဖြစ်ပါရစေတဲ့သားကြသမီးကြသေပါရစေကျင့်စာတိုက်အဲ့တော့ဘေးကဝိုင်းပြောကြတယ်အဘိုးဒီလိုကြီးမချိန်ပါနဲ့အမှန်တန်ဆိုးတဲ့ချိန်စာပါဆိုအကုန်နားပိတ်ထားကြတယ်ရှင်းလားတယောက်ကတော့အချော့အလှလေးနဲ့အိမ်တော်ကြသားတွေသမီးတွေအများကြီးရသားကြသမီးပြာသေပါရစေနောက်တစ်ယောက်ကတထေးတကြွယ်ဖြစ်အိမ်တော်ရသားကြသားတွေသမီးတွေနဲ့တိုက်ဝုန်းဝုန်းနေသားကြသမီးကြသေပါရစေသားကြသမီးကြတိုက်ဝုန်းဝုန်းသေတော့သေခြင်းကောင်းလားသေခြင်းဆိုးလားဟေးအဲ့တော့ဒီလိုမဟုတ်ပါဘူးဘယ်နဲ့ဘယ်လိုဖြစ်ကုန်လဲဟမ်ပစ္စည်းဥစ္စာပြည့်ပြည့်စုံစုံနဲ့သေရရင်သေခြင်းကောင်းလားသေခြင်းဆိုးလားသားဆွဲသေးသမီးဆွဲသေးရင်ရှင်းသလားသားသမီးနဲ့တိုက်ဝုန်းဝုန်းနေကြတဲ့သားရှိရင်သားတန်ရောစင်နဲ့သားဒုက္ခမပေါ်ဘူးလားမယားရှိရင်မယားဒုက္ခမပေါ်ဘူးလားပစ္စည်းရှိရင်ပစ္စည်းဒုက္ခမပေါ်ဘူးလားအဲ့ဒီကာမဂုဏ်အာယုန်တွေဟာဆွေမျိုးအတိုင်းဝိုင်းများလေလေဒုက္ခများလေလေပစ္စည်းဥစ္စာပေါ်လေလေရှင်းသလားတယောက်ကကျတော့အကိုကြီးတဲ့တကယ်လို့သာအကိုကြီးဝေစုကိုကျွန်တော်စားထားခဲ့တာမှန်ခဲ့ရင်ဒီဘဝမှာပဲရှင်ဘုရင်ကြီးဖြစ်ပြရစေ။ဘာဖြစ်ပြရစေ။ရှင်ဘုရင်ကြီးဖြစ်ပြီးမိဖုရားမောင်မမိတ်တန်တွေနဲ့သားတွေသမီးတွေနဲ့ဇပူဒိတ်ကျွန်းကိုအုပ်ချုပ်တဲ့မင်းကြီးဖြစ်ပြရစေတဲ့။သိချင်းစိုးနဲ့တရားလို့ရှင်းလား။ရှင်ဘုရင်ဖြစ်တယ်ဆိုတာတကယ်တော့သေခြင်းကောင်းလားသေခြင်းဆိုးလားများသောအပြင်ဘယ်ရှင်ဘုရင်မှနတ်ရွာမဆန်နိုင်ဘူးသူတို့ကျင်စာတိုက်တယ်နော်ကျုပ်ကတော့မပြောပါဘူးသိတာပြောတာဘုရားဟောတာပြောတာပါရှင်းသလားတယောက်ကထားတယ်ပြီးအကိုကြီးတဲ့တကယ်လို့အကိုကြီးအစာသာစားထားရင်ညီလေးစားထားရုံမှရင်စစ်သူကြီးဖြစ်ပါရစေဘာဖြစ်ပါရစေစစ်သူကြီးလို့ပြောတာနော်ဘိုလ်ချုပ်ကြီးလို့မပြောဘူးရှင်းလားစစ်သူကြီးဖြစ်ပါရစေတဲ့စစ်သူကြီးဖြစ်ပြီးတော့တိုက်တိုင်းအောင်ပြီးတော့ရှင်ဘုရင်ကမြတ်လို့စွာနဲ့တန်ဖိုးထားတဲ့စစ်သူကြီးဖြစ်နေသေးပါရစေအကုန်နာပိတ်ထားတယ်အော်မပြောပါနဲ့ဒီလောက်ကြီးဆိုးသွားတဲ့အလုပ်တွေမလုပ်ကြပါနဲ့ရှင်းလားသဘောပေါက်သလားသူတို့ဘာနဲ့ချိန်စာတိုက်ကာမနဲ့ချိန်စာတိုက်ခုခမည်းတော်အထွတ်အမြတ်ပါလို့ထားတဲ့လိုချင်မဲ့မောနေကြတယ်အားလုံးဟာသူတော်ကောင်းတို့ရဲ့ကျိန်စာရှင်းလားရှင်းပါပြီသဘောပေါက်သလားတယောက်ကစစ်သူကြီးတယောက်ကရွာသူကြီးဖြစ်ပါရစေဟုတ်ပြီနော်တယောက်သောပုဂ္ဂိုလ်ကညီမငယ်လေးဖြစ်တဲ့ဥပ္ပလောအလောင်းကဘာကျိန်စာတိုက်တယ်အကိုကြီးတဲ့ညီမလေးသာအကိုကြီးဝေစုကိုတကယ်စားထားဖွက်ထားခဲ့တာမှန်ခဲ့ရင်တဲ့အမတန်တကိုးကြီးတဲ့ရှင်ဘုရင်ကြီးရဲ့မိဘရဲ့ခေါင်ကြီးဖြစ်ပါရစေမိဖုရားဖြစ်ခြင်းတဲ့ဟာတွေသတိထားဖို့ဗျာရှင်းသလားမိဘရဲ့ခေါင်ကြီးဆိုတော့ရိုးရိုးမိဖုရားတောင်မဟုတ်ဘူးမိဘရဲ့ခေါင်ဆိုတော့တော်တော်ခေါင်ပါပဲသဘောပါသလား
Doli Mosa, we are was a colon to Dawon, Shemi, Sempievo, Mama Maidan, Sempievo, Tare the Midi, Sempievo, Nando and Sempievo, maybe a county, count. Sina. The bomb bottle. Now got cold to that along a change charity, a goji, a champagne. We do that, do saga, you my logama, Abdan Lade, and you the meal should be off. Obino Abdan Chanda, the Tegado, Fibiazi. The Tegado, you pay Chanamala, say, hey, the Javio, Hoga is social Mulone. Boa Pony Messi Lego. The Tegado, you pay him like Chanama. But this one. ရှင်းသလားအဲ့တော့သူတို့အသီးသီးဟာချိန်စာတိုက်လိုက်ကြတာကြောက်ခမန်းလေးလေးပဲတဲ့သူတော်ကောင်းဘက်ကကြည့်ဘယ်ဘက်ကကြည့်ခင်ဗျားတို့ကျိုးတို့ဘက်ကကြည့်ရင်တော့အလုံးကိုကြီးဝေစုသာကျွန်တော်ယူဆထားရုံမှန်ရင်ဟောဒီရက်ွက်လူကြီးဖြစ်ပြီးတော့မာစီတီကားလေးနဲ့မင်းစိုးရာသာထင်တိုင်းပေါက်ဆောင်တိုင်းမြောက်ပါရစေဆိုရင်ခင်ဗျားတို့ရက်ကွက်လူကြီးလူနေတာမလားမြို့နယ်လူကြီးလဲလူနေတာကျောင်းနိုင်ဘုန်းကြီးလဲအကုန်ပြောမှဖြစ်မှာရှင်းသလားတို့ဘုန်းကြီးကချိန်စာတိုက်ရင်တော့ဒီလိုတိုက်ရမယ်အကိုကြီးဝေစုသာကျွန်တော်စားထားရင်ကျောင်းနိုင်ဘုန်းကြီးဖြစ်ပြရစေကျောင်းနိုင်ဘုန်းကြီးဖြစ်အိမ်တော်ကြတာနဲ့တူတူပဲနော်တို့ကျောင်းမရှိတော့လွတ်လပ်ပဲသွားကြရသွားအေးဆေးပဲရှင်းသလားသဘောပေါက်သလားအဲ့ဒါဒုက္ခတွေများကုန်ပြီဟိုနာစီမယဒီနာစီမယဟိုအလောကတရားလောကအရှုပ်ချက်ကိုခတ်လို့ဒါကိုဘုရားကချက်သားတို့ခကြီးထွက်တယ်ရှင်းသလားအဲ့တော့သူတော်ကောင်းတို့တောင်းတနေတဲ့ကာမဂုဏ်တွေကိုဒီသူတော်ကောင်းတွေကဘာဖြစ်သုံးပါကာမကျင့်တာရှင်းသလားငါတို့တန်ဖိုးထားနေတဲ့စည်းစိမ်ဥစ္စာဂုံပါဝါတွေအလုံးကတကယ်တော့ချမ်းသာပေးတာလားဆင်းရဲပေးတာလားချမ်းသာကြောင်းတရားတွေလားဆင်းရဲကြောင်းတရားတွေလားအဲ့ဒီတရားတွေပိုင်ဆိုင်လာလေဒုက္ခအဲ့တော့ဒီခန္ဓာကိုယ်ကြီးကသူ့ပါလားအတုပါလားတင့်တယ်ရဲ့လားကိုယ်ယုံတာမြဲသလားမမြဲဘူးလားအဲ့တော့အဲ့ဒီ၅ပါးအယုံကာမဂုဏ်ဆိုတာရောအကောင်ထွင်ရှိသလားစဉ်းစားလေဒီမှာကြည့်ဘာရောင်လေးတော့မြင်လားကြာသခင်များတို့မြင်လားမြင်လားပြမမြင်ဘူးလားဟောမြင်တာဘာကိုမြင်တာလဲအဆင်းအနီရောင်လေးဆိုတာအဆင်းဘာလေးမြင်တာတော့မျက်စိနဲ့ခွက်အနီကြီးရောက်သလားခွက်ရောက်လာသလားအယောင်ကလေးရောက်တာလားအေးအဲ့ဒီအဆင်းကအကောင်တည်းရှိသလားဒါကိုလှလိုက်တာအသားလေးကဖြူးလို့တမင်မျက်လုံးလေးရဲ့နောက်ပါလေဇင်ရော်တောင်မျက်ခုံးလေးရဲ့ဟုတ်ကလားပဒုံးရောင်တလိษံမလို့ပြောတာပဲရှင်းလားသူကအကောင်လေးကကိုမှမထွက်ဖဲနဲ့တမင်မျက်လုံးဒါလည်းတလိษံပဲဇင်ရော်တောင်မျက်ခုံးကရောပဒုံးရောင်ကေတာရောလက်ကလေးခြေလေးတွေကလည်းခိုးကြီးအသွေးလိုပြီးရောရှင်းသလားတင့်တယ်တာများပါသလားသူပါလားအသူပါလားအားလုံးကဖြစ်ပြီးရင်ကြားလားကြားတော့အဲ့ဒါအတန်အာယုပြန်ပြောအာယုဆိုတာအကောင်ထဲသူဥစဉ်ပြောနေတာတွေကြားလားကြားလားမကြားဘူးလားကြားမရယူသွားလို့ရလားအခုဖြစ်အာယုရှင်းသလားအဲ့ဒါကိုရီးယားမင်းသားကြည့်ပြီးမျက်ရည်ကျနေတဲ့လူတွေဘာဖြစ်တာလဲဘယ်သွားတာအေးဘယ်သွားနေကြတာ TV ရှေ့ထိုင်ပြီးတော့နော်ရှင်းသလားအဲ့ဒီလိုများငိုကျင်လာရင်ထပိတ်ကြည့်သားဘာကြီးရှိလို့ဖန်ပြင်းကြီးပဲရှိတယ်အဲ့ဒါကြီးကြည့်ပြီးငိုနေတာအတိပ္ပယ်ရောရှိသလားရှင်းသလားဟဲ့
အဲ့ဒါကိုအဲ့ဒီရှိငုတ်တုတ်သေးသွားတဲ့မသားတွေဗမာပြည်မှာတပုံကြီးကျင်တယ်နော်မင်းသမီးလေးလွမ်းပြီးဟိုကပြင်အဲ့ဒီဇာကားရိုက်လို့အိုဆွေးအိမ်အောင်ကြဟိုမှာအဲ့ဒီမင်းသမီးရှိတောင်ရှိသလားမသိတော့ဘူးအခုဒီဟာကြည့်ပြီးငိုပြီးအဲ့နာတဲ့ငုတ်တုတ်သေးသွားရှင်းသလားအာယုံဆိုတာလှည့်စားမှုတက်တက်အာယုံဆိုတာဒါဖြင့်ချမ်းသာရှိသလားအဲ့တော့ငါတို့တို့ဟာတကယ်တော့ကာမကျိန်စာတင့်နေတာရှင်းမလားဘာဖြစ်တယ်ဒီထဲကနေလွတ်အောင်ယုံဖို့တင့်မတင့်ဘုရားအဆုံးမသာမရှိရင်ဒီအကောင်းဆိုးတွေသိပါမလားအမှန်အမှန်ကိုသိပါမလားတန်ဖိုးရှိတာမရှိတာကိုသိပါမလားရှိလေငါတို့တန်ဖိုးရှိမှမရှိမှမသိတော့သားနဲ့ပြောသမီးနဲ့ပြောပစ္စည်းနဲ့ပြောဥစ္စာဒနာနဲ့ပြောယာတုဂုံသိမ်းနဲ့ပြောမပြောကြဘူးလားပြောနေတာဟာနေခြင်းကောင်းလားနေခြင်းဆိုးလားလောဘဒေါသမောဟတွေမဖြစ်ကြဘူးလားဖြစ်တော့လောဘဒေါသမောဟနဲ့နေတော့နေခြင်းကောင်းနေခြင်းဆိုးနဲ့နေရင်သေခြင်းဆိုးနဲ့အနေတတ်မှအနေမှန်မှအနေကောင်းမှဒါဖြင့်လွတ်မြောက်ရလွတ်မြောက်ကြောင်းလမ်းနေဘုရားကမပြောဘူးလားအမှန်တိုင်းပြောတော့ခန္ဓာဘယ်နှပါမြဲသလားမမြဲဘူးလားဘာသစ္စာလဲဒါဖြင့်ဒီဘဝဒီခန္ဓာရပြီးနောက်ခန္ဓာထပ်ရရင်ချမ်းသာရမလားဆင်းရဲရမလားအဲ့တော့ခန္ဓာမှန်ရင်ဘာသစ္စာသိတဲ့ဉာဏ်ကမဲ့နဲ့သာမမှန်ကန်ကန်သိရင်ဒီဘက်ကလောဘဒေါသမောဟတဏမာနဒိဋ္ဌိလာအောင်မလားငါးပါးအာယုံကာမဂုဏ်တွေပေါ်မှာတတ်မဲ့เสียလိုသေးလားဒါဖြင့်သေတာကနောင်ခန္ဓာမလာတာကဟောနိဗ္ဗာန်ရောက်အောင်ဟောလုပ်လို့မရဘူးလားဘယ်သူပြောသွားတာဒါမို့ဖះကိုဘာကြောင့်ကြောရကျေးဇူးရှင်မို့လို့ဘယ်လိုကြောမလဲကျေးဇူးသိပြီးမှကဲဒါဖြင့်ငါတို့တန်ဖိုးထားနေတဲ့အရာတွေဟာတန်ဖိုးထားအပ်တဲ့အရာတွေလားဆက်ဆုပ်เสียတွေလားကိုယ်ခန္ဓာကိုယ်ရောပိုင်သလားငါမှမရှိရင်ငါဥစ္စာလဲတရားအလုံးကဖြစ်ပြီးရင်မပြတ်နဲ့လို့ပြောတာမဖြစ်နဲ့လို့ကိုမအိုနဲ့လို့တာမနာနဲ့လို့ပြောရမလားဒါဖြင့်ရှင်မင်းကြီးဖြစ်တာချမ်းသာသလားဆင်းရဲတထေကြီးဖြစ်တာမိဖုရားကြီးဖြစ်တာရွာကြီးဖြစ်တာမိဘရဲ့ခေါင်းကြီးဖြစ်တာကျင်တယ်နော်ငါးပါးအာယုံကာမဂုဏ်တွေကငါတို့တန်ဖိုးထားတဲ့အရာအလုံးဟာဒုက္ခလားဒုက္ခလားမြဲသလားမမြဲဘူးလားကဲဒါဖြင့်ဘယ်တရားဖြစ်ဖြစ်ပြီးတော့ဖြစ်ပြပါသစ္စာသိတဲ့ဉာဏ်ကမဂ္ဂသစ္စာလာရင်ဒီဘက်ကသမုဒိယသစ္စာလာပါဦးမလားသေတာကနောင်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကဲဟေးကဲသို့သစ္စာ၄ချက်တပြိုင်တည်းကြိုက်ကြမှာသာလျင်တန်တရားဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမေ့မလျော့မပေါ်ဆာသောတတိတရားမလျှော့သောဇွဲလုံးကလက်ကင်ထားပြီးတော့ဒီဘဝဒီခန္ဓာမစွန့်ခင်ကလေးမှာဘုရားရှင်ဤအဆုံးအမတိုင်းတန်ត្រာဒုက္ခကလွတ်အောင်ယုံကြပါစို့လို့တိုက်တွန်းရင်းနဲ့ကာမကျိန်စာတရားဏိဂုံးချုပ်ကြစို့